အခုလည်းပဲပုဏ္ဏပတုမာတာဆိုတဲ့ဘီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားသားကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ဟာညနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြအစာရှာထွက်လာတယ်ဆိုတာသူခင်ဗျာများစားရမယ်တောက်ရမယ်ဆိုအစာမှန်သမျှတွေ့တာကိုကောက်ယူပြီးတော့စားကြလူတွေစားတဲ့အစီကဖိတ်စင်ကြတာလေးကောက်ယူပြီးတော့စားကြတယ်အေးစေတော်အကြောင်းသားရောက်လာတဲ့အခါကျတော့အဝေးကနေလှမ်းကြည့်လိုက်တဲ့အခါမြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတာကိုမြင်တဲ့အခါကျတော့တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူစိတ်ထဲမှာဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာခြင်းနဲ့စိတ်မရှိသေးဘူးအဲ့ချင်းအုပ်စုနဲ့မြင်လိုက်တဲ့အခါဒီနေရာမှာစားစရာများဝေးနေတာလားဆိုပြီးတော့ဘက်ကဆန္ဒပြီးကိုသူကစားစရာများရမလားလို့ဆိုပြီးတော့ဇေရွန်ကျောင်းမုတ်ကနေစွတ်ပြီးတော့ဝင်လာလိုက်တကယ်တော့ဇေရွန်ကျောင်းမှာအဆောက်နတ်တွေကအခုလို့သူလိုအယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမစိုးနှမျိုးအဝင်မခံဘူးတဲ့သို့တော့အဲ့ဒီအချိန်လေးမှာတော့သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လားသို့မဟုတ်မြတ်စွာဘုရားတရားဟောနေတာကိုအာယုံဆိုင်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့ဘုရားနာထီအောင်ရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားပြီးတော့ရပ်နေတာပေါ့ဘုရားတရားတော်ကိုနားထောင်သူ့မှာအသိဉာဏ်ရှိတယ်အဲ့ဒါလို့ရပ်ပြီးနားထောင်နေတဲ့အချိန်မှာဘာလို့တုံးဆိုတော့ခုနကသူ့လက်ကဆွဲလာတဲ့သားကလေးရဲ့ချီးလာတဲ့သမီးလေးအမေဘာလို့ရပ်နေတာတော့သားတို့သမီးတို့ဆာလာပြီးသွားပါရှေ့သွားပါရှာပါနဲ့ဒီလိုပြောတဲ့နော်အဲ့ဒီလိုပြောတဲ့အခါသူကတရားနာနေတာဖြစ်တော့ကြောင့်သူသားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မှတ်သားစရာကောင်းတယ်ပေါ့တုံနီဥတ္တရိကေဟောဟိတုံနီဟောဟိပုဏ္ဏပတုသမီးဥတ္တရာတိတ်တိတ်နေစမ်းသူတို့ကပူညာလုပ်တယ်လေကလေးကစားတာကိုအေးဥတ္တရာနဲ့တိတ်တိတ်ကလေးနေစမ်းပုဏ္ဏပတုစကားမပြောနဲ့တိတ်တိတ်နေစမ်းဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆိုယာဝဟံဗုဒ္ဓတိဋ္ဌတဓမ္မံသုတ္တမိတထုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထိအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာလို့ပြောနေတာတုံးဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေကြစမ်းကလေးတွေပြောလိုက်တယ်နော်အဲ့ဒါမှသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူစရာဓမ္မကောင်းတယ်ပေါ့အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ်သူသားသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ပခဝါအာဟတဗ္ဗခန္ဓပမောစနအနောင်ဖွဲ့အားလုံးကလွတ်မြောက်ရဖြစ်တဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကြိုးတွေနဲ့နေနေရတာနှောင်ကြိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့ထားတာဘလို့လူတွေကနှောင်ကြိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ်ဒီ physical body ကိုကြိုးကြီးတွေနဲ့ခြိထားမှနှောင်ကြိုးလို့ထင်တာစိတ်ကိုနှောင်ဖွဲ့ထားတဲ့ကြိုးဟာလူမမြင်ရဘူးပေါ့တပ္ပခန္ဓပမောစနခြိနှောင်ထားတာတွေအားလုံးပြေးသွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီခြိနှောင်ခံနေရတယ်ဆိုရင်ဒါကြောင့်ဒါတွေကိုတို့တတိပြုနားထောင်ရမယ်အတိဝေလာစမေဟောတိအတ္တမိန်ဓမ္မေပိယယနာဒီတရားကိုငါတောင်းတနာကြာလှပြီတဲ့ဒီတရားကိုတောင်းတအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရတယ်ဒီတရားငါသိချင်နေတာကြာလှပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြီးတော့အာယုံစိုက်ပြီးနားထောင်တာသူ့သားလေးကလည်းလိမ္မာရေးချရှိတယ်ဘလူးကလေးပဲမယ်လို့မရိုင်းဆိုင်မှုပေါ့အမေအဖေပြောတာကိုနားထောင်တယ်အမှန်နာပြရိတ်တာမိမပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုံနိဗုဒ္ဓယဥတ္တရာညီမလေးလည်းတိတ်တိတ်နေမပြောနဲ့ဓမ္မမေဝနိတမေမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်မယ်ပေါ့အမေလည်းနားဆိုင်ထောင်ကျွန်တော်တို့လည်းနားဆိုင်ထောင်မယ်ဘာဖြစ်လို့လဲတတ္ထမတဝနံဒုက္ခသူတော်ကောင်းတရားကိုနာကြားရတာစိတ်နှလုံးအေးချမ်းမှုရတယ်ဟုတ်တယ်ဘဝမှာအင်အားတွေတခုဖြစ်စီ
အသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတစ်ခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမှမတူတယ်အသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ်အညာလူတောကတွေသိမများတော့ဘူးဒါကြောင့်မို့တတ္တမသောနာသူတော်ကောင်းတရားကိုကြားနာလိုက်ရတာအသိဉာဏ်တွေရသွားတာဖြစ်လို့အေးချမ်းမှုကိုပေးနိုင်တယ်လို့သူဆိုတာအဲ့ဒါလို့တာအမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလိုက်ကြတာအင်မတန်လေးနဲ့တဲ့မြတ်စွာဘုရားတရားကိုနားနိဗ္ဗာန်အကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမီရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုကိုကြည့်လိုက်ပိဿနာပိဿခန္ဒီနော်ခန္ဓာ၅ပါးဆိုတာဒုက္ခပဲပိဿခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်တယ်ငါဟာလို့ထင်တယ်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်တယ်ငါဟာလို့ထင်လားဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေးလာကြည့်တဲ့အခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့သို့တော့တမန်အပြင်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်အမြင်ရောက်နေသမျှကလပ်ပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ်အညထာဘာဝတစ်မျိုးတစ်ပုံပြောင်းသွားပြီးဆိုလိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကတဲ့ပရိဒေဝဒုက္ခဒေါမနတာဒါတွေဝင်လာတာပဲသိချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့သွားတော့တာပဲလေဘာလို့လဲဆိုသူကငါလို့ထင်ထားတာဟုတ်မျက်စိကိုငါလို့ထင်တယ်မျက်စိပြတ်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်တော့စိုးရိမ်ကြမလဲလူတွေပါနော်ကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တန်တောကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစရတဲ့ကမျက်စိဆိုတာစက္ကုပ္ပတာရုပ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ချိန်တန်လည်းပြတ်မှာပဲငါမဟုတ်ဘူးဆိုတဲ့အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုတဲ့အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလို့မြင်ထားမယ်ဆိုလို့ရှိရင်တောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတာတို့လာမှာမဟုတ်တော့ဘူးလာတောင်မှပျော့တေးသေးပါကလေးပဲလာမှာပေါ့သားမိသားဖ3ယောက်သားမိ3ယောက်ဘလူမရဲ့သူ့သားလေးပုဏ္ဏပတုရဲ့သမီးလေးဥဒ္ဒရာရဲ့မြတ်စွာဘုရားတရားဟောနေတဲ့နားလေးမှာမတက်ရက်ပြီးတော့နားနေကြတာသူတို့နားထောင်နေတာတိတ်ကလေးဆာလောင်နာကိုအောင်အေးပြီးတော့တရားနာနေကြတာနားလိုက်တဲ့အချိန်မှာတရားထဲမှာအာယုံစိုက်ပြီးတော့နာတော့မြတ်စွာဘုရားကဟောတယ်လို့ဆိုတာတခြားဟာဟောတာမဟုတ်ဘူးလေနိဗ္ဗာန်အကြောင်းကိုဟောတယ်ဆိုလို့ရှိရင်သစ္စာလေးပါးဟောတာပဲအဲ့တော့သစ္စာလေးပါးကိုဟောတာဒုက္ခဆိုတာဘာရှင်းရှင်းလင်းလင်းသိသွားတယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိသွားတယ်ဒုက္ခនិရောဓဒုက္ခချုပ်ငြိမ်းတယ်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာအကြောင်းဖြစ်တယ်မေဃသစ္စာလမ်းကြောင်းကိုလည်းပဲသိသွားတယ်ဘုဒ္ဓဝတ္တမန္တာဆိုတဲ့ယက္ခိဏီဟာသူကဒိဋ္ဌာနိအရိယသစ္စာနိအရိယသစ္စာတွေကိုကောင်းကောင်းတွေ့သွားတယ်ကောင်းကောင်းတွေ့သွားတယ်သဘောပေါက်သွားတယ်နားလည်သွားတယ်နားလည်သွားတော့သူ့သားသူ့သမီးလေးတွေကိုသူကဝမ်းမြောက်စကားပြောတယ်နောက်ချဘာပြောလို့ပုဏ္ဏပတုဒုက္ခိဟောတုငါသားလေးပုဏ္ဏပတုမင်းချမ်းသာပါစေအစ္ဆဟံမိသမုဂ္ဂတာဒီကနေ့သစ္စာလေးပါးကိုသိပြီးတော့ငါရဲ့ကိုယ့်ရဲ့ဘဝကကိုတက်လာပြီပေါ့ငါမှအသိဉာဏ်တွေတက်သွားပြီဒီကနေ့ငါအသိဉာဏ်တွေတိုးတက်သွားပြီမင်းရဲ့ခြေဆုပဲမင်းစူးစူးပူပူမလုပ်ဖဲနဲ့ငြိမ်ငြိမ်စင်စင်လေးတရားနာသည့်အတွက်ကြောင့်မင်းကိုခြေဆုတင်ပါတယ်လို့ပြောတာပဲเนาะဥတ္တရာပိသုနာတုမိငါစကားနားထောင်တဲ့ဥတ္တရာလည်းချမ်းသာဒုက္ခရပါစေလို့
ဒီလိုဒီတုတ်တန်လေးမှာသူတို့ပြောတဲ့စကားနဲ့ပဲအဆုံးသတ်ထားတာ